ကိုယ့်ရဲ့နှုတ်ကထုတ်လိုက်တာလေးပဲဒါပေမဲ့ခံရတဲ့သူကမသက်တာအဲ့ဒါဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့စိတ်ကခံစားနေရလို့ပဲဖြစ်ပါတယ်ကျမတို့လေးတခုခုစိတ်ထဲမှာမေ့နေရဲဆိုလို့ရှိရင်ကိုယ့်ရဲ့နှုတ်ကလည်းပဲပြောမထွက်တတ်ကြဘူးပေါ့မေ့နေရတဲ့ပေါ့နော်ကျမတို့စိတ်ထဲမှာရှိတာကိုလူတွေကမသိနိုင်ဘူးဒါပေမဲ့ကိုယ့်ရဲ့နှုတ်ကပြောလိုက်တဲ့စကားတွေကိုတော့လူတွေကလည်းပဲကြားနိုင်တယ်လူဆိုတာကစကား၄မျိုးကိုပဲပြောတယ်လူတွေကသူတို့အတိကိုပြောတယ်သူတို့စိတ်ထဲမှာရှိတာကိုပြောတယ်ပြီးတော့သူတို့ရဲ့ပင်ကိုပြစားရပြောတယ်ပြီးတော့လူတွေကသူတို့ဘာနာပါရကိုပြောကြတယ်ဒါကြောင့်ကျမတို့ပတ်ဝန်းကျင်မှာကြားဦးကြလိမ့်မယ်ပေါ့နော်အဲ့လူကနှုတ်ကလာကျန်းတာသိရင်လေးရတော့ကောင်းပါတယ်ဆိုတဲ့သူမျိုးတွေပေါ့သူတွေကနှုတ်ညံတဲ့သူတွေမှာပါတယ်နှုတ်ညံနေဆိုတာကစိတ်ညံနေလို့ပဲနှုတ်ညံလို့ရှိရင်အမားကြီးပါတဲ့အဲကြောင့်ကိုကတကယ်စိတ်ရင်းစိတ်နာနဲ့ပြောချင်နေရဲဆိုလို့ရှိရင်တော့ကိုရဲ့နှုတ်ကစကားတွေကိုလည်းပဲကောင်းမှုစွာပြောတတ်ဖို့အတွက်လေ့ကျင့်ထားဖို့လိုပါတယ်